နှစ်ကျော်ကျော်ပါ့လိုက်ပါအဲ့လား15မိနစ်လောက်ကျော်လာကြည့်ရောဆင်းလို့ရပြီဟုတ်ကဲ့ရလေစေးမြင်းချက်ဒီတော့ရင်မခေါ်တော့တက်ရွက်ရဒါလေးကထိုင်ကုန်လေးဟုတ်ပါပိုးစားဖျားဘူးထိုင်ကုန်လေးနဲ့ကြာပိုးရကြောက်ဆောင်နေနော်ကြောက်ပြားကြီးဘယ်မှာလဲဖျားတယ်ဒီဟာဒါကြီးဒီလိုလုံးလိုက်တာဟုတ်လားရင်းကမလို့တော့ကျော်ဘူးဒီတော့အဲ့လိုအေးတော့ဟွာလောက်ရတာဟုတ်လားခြေတွေကဒီညရောက်တော့ဆက်လေကြီးဟိုင်းနေဒီရက်ပြီအဲ့လိုတက်ဟောရင်းနာဆိုရေပုံမြင့်တာပေါ့အမီးစားမဘုံကြံငင်းမျိုးနော်ခုနကဖြီဘက်ကနေတစ်ဖက်ကရွှေတောင်ဘက်ကနေကြံငင်းဘက်တောင်ရောက်လာပြီအေယာဝတီတိုင်းကြံငင်းမျိုးဗုဒ္ဓထောင်အကောက်တောင်ကြံငင်းမျိုးဒါကအေယာဝတီတိုင်းလေးရောက်နာအေယာဝတီတိုင်းရောက်ဆိုတော့ပြည်ဖျားဘူးလာပြီးတော့နော်အေယာတိုင်းနှစ်ခုတောင်ရောက်ရောက်တောင်းလို့မရဘူးလို့တော့ဟုတ်ပြီဖြည်းဖြည်းဖြည်းသူအဲ့လိုညောင်းလို့ဒီညောင်းလို့ထိုင်ရတာပဲအမလေးထိုင်ရတာများလို့အမတော့ဟုတ်ပြီကွာ1 2တာချင်းလိမ္မာရတော့ဒီတစ်ခါ6 7 8 9 10 11 ဒါတော့အေယာရမြင်ကြီးပါအကောက်တောင်ဘက်ကနေလမ်းမြင်တာချမ်းဖေဖေရဲ့တာချမ်းရဲ့နောက်ကအကိုကြီးကကြတော့တို့ရဲ့အိုးဝေးဆရာပေါ့နော်တောင်းတောင်းအိုးဝေးတွေကမလိုက်ပေးဘူးဒီကိုရဲ့စာပဲတော်တော်ကောင်းတယ်အဲ့လိုမျိုးတောင်တက်ခိုင်းတဲ့အကျင့်လေးလုပ်ပေးတာအခု3နှစ်ကျော်လောက်မှမငင်းမညူပဲတော့သူတက်နိုင်ပြီးတော့တက်11ကျောင်းမှာကားတက်တယ်မောင်ဘိုးကကြောက်ဟုတ်တယ်မောင်ဘိုးကကြောက်对，大丁，里面塞养嘛了，မဟုတ်ပါဘူး塞养嘛了路，တိကျဘဘဘာတူလဲဒီဘောဘောကြောက်တောင်နေပါမှာနော်ဈေးဒါကတော့တောင်တက်လန်ဈေးတွေရဲ့ကောင်းမှုနဲ့စောက်ထားတဲ့လမ်းပေါ့နော်ဈေးတွေကောင်းမှု